Hello 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 မင်္ဂလာပါအားလုံးအဆင်သင့်ရှိပြီလားကျမတို့ဒီကနေ့ဖျက်ခင်ချီးမွမ်းဖို့ရန်အတွက်ဖျက်ခင်ကျေးဇူးတော်ကြောင့်ဒီမှာရောက်ရှိလာရတာဖြစ်တယ်တို့တော့ကြောင့်ကျမတို့အားလုံးမသိရလဲပေါ့နော်ကျမတို့ဖျက်ခင်ကိုကျမတို့တူတကွချီးမွမ်းရအောင်ယေရှုရှင်ပြည့်စုံတယ်ဆိုပြီးတော့ပေါ့နော်ကျမတို့၃ချိန်ကြွေးကြော်ရအောင်အာမင်လွတ်လွတ်လပ်လပ်နဲ့ချီးမွမ်းကိုးကွယ်ခြင်းနဲ့သူများအရှိကိုထွက်လာခဲ့ပါဒီနေ့ဟာအကောင်းဆုံးသောချိန်ဖြစ်တယ်ကျမတို့လွတ်လွတ်လပ်လပ်နဲ့ဒီမှာကောင်းခုံလေးနဲ့ကျမတို့ချီးမွမ်းနိုင်တာဖြစ်တယ်ယေရှုရှင်ပြည့်စုံတယ်1 2 3ယေရှုရှင်ပြည့်စုံတယ်ယေရှုရှင်ပြည့်စုံတယ်ယေရှုရှင်ပြည့်စုံတယ်Sunday, not the house. Pretend I'm midnight, I'm shadow bullet. Young as one sorry, Chantrane. What the corner is, I am a young. Yeah, I don't care. That's one. Mama Tamalova, Tamalova, Mama Tamalova. Yes, she is. Amen. Yeah, you go.
မရှိတဲ့တော်ရဲ့နိုင်လမ်းမရှိတဲ့တော်ရဲ့နိုင်လေလမ်းတစ်ခုကိုဖန်ဆင်းပေးနိုင်တယ် Hallelujah ကိုယ်တော်လုံးနိုင်တယ်ကိုယ်တော်တန်နိုင်တယ်ဒီကနေ့ကျမတို့တတ်ထဲမှာဒီမှာရှိတဲ့ကြီးကိုမောင်နှမများဒီကနေ့ကျမခွန်အားပေးခြင်းလေကျမတို့တတ်ထဲမှာဘုရားသခင်ကိုယုံကြည်ဖို့အတွက်ဘုရားသခင်ရဲ့တန်နိုင်ခြင်းကိုယုံကြည်ဖို့ရန်အတွက်ကျမတို့တခါတလေကျကျမတို့တတ်ထဲမှာဟန်သားနေတဲ့အရာတွေတချို့ရှိတာဖြစ်တယ်ဒီကနေ့ဘုရားသခင်စကားတော်ကမိတ်ဆွေအတွက်ဖြတ်ခဲ့တဲ့တော်ကပါလဲဆိုလို့ရှိရင်အရာအားလုံးကိုငါတတ်နိုင်တယ်လမ်းဖွင့်ပေးနိုင်တဲ့ရှင်ဟာငါသားလေးဖြစ်တယ်ဆိုပြီးတော့ဒီကနေ့မိတ်ဆွေကိုဖျက်ခင်စကားပြောတာဖြစ်တယ်ဒီကနေ့ကျမတို့လုံနိုင်တာကတော့ဖျက်ခင်ကိုယုံကြည်ဖို့ပဲဖျက်ခင်လို့တော့ရှိတာဖြစ်တယ်ကျမတို့ဖျက်ခင်ကိုယုံကြည်ရအောင်ကျမတို့ကိုးကွယ်တဲ့ဖျက်ခင်ကတကယ်ပဲတတ်နိုင်တဲ့ဖျက်ခင်ဖြစ်တယ်ကျမတို့လူနေတဲ့ကျမတို့ကိုကျမတို့ကြည်တဲ့ခါမှာအားနဲ့ချင်းပြောင်မြတ်စွာနဲ့ပြည့်စုံတော်လေပဲကျမတို့တွေ့မြဲတဲ့ကောင်းဆုံးပြင်ဆင်ပေးတဲ့ဖျက်ခင်အထောက်ပြတဲ့တာလေးဖြစ်တယ်ကျမတို့ဖျားခင်ကိုစိတ်နှလုံးချမ်းမြေ့တဲ့ကိုယ်ကိုရဖျားခင်ကိုကျမတို့ယုံကြည်ရကျမတို့ဖျားခင်ကိုစိတ်နှလုံးချမ်းမြေ့တဲ့ရှာရဒီနေ့ကျမတို့ကိုယ်ကိုယ်ရဲ့ဖျားခင်တကယ်ပဲတတ်နိုင်တဲ့ဖျားခင်ဖြစ်တယ်မိတ်ဆွေတဲ့အကောင်းဆုံးသောယာတွေနဲ့အကောင်းဆုံးသောယာကိုလုံပေးခြင်းနဲ့ဖျားသခင်ဖြစ်တယ် Hallelujah လူတွေမလုံပေးနိုင်တဲ့ယာတွေကိုမိသားစုတွေကိုမိဘတွေမပေးနိုင်တဲ့ယာတွေတောင်မှပေးနိုင်တဲ့ဖျားသခင်ဖြစ်တာဖြစ်တယ်ဒီနေ့မိတ်ဆွေကိုဖန်ဆင်းလျက်နဲ့မိတ်ဆွေရဲ့နာခံအတွက်အမြဲတမ်းကြံစည်ရှိတဲ့ဖျားသခင်အထိုးဖျားသခင်သားလည်းဖြစ်တယ်ကျမတို့ဖျားခင်ကိုယုံကြည်ရစိတ်နှလုံးချင်းမဲ့နဲ့ယုံကြည်ရစိတ်နှလုံးချင်းမဲ့နဲ့ကြွေးကြော်ရစိတ်နှလုံးချင်းမဲ့နဲ့ကိုးစားရအောင်ဖျားခင်တန်တဲ့ချေကြောင်းကို Hallelujah Oh shara ba 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 Jamie Benson baby ယုံကြည်တယ်ကိုတို့ရဲ့ချစ်လက်ချင်နိုင်တော့ရမ်းချမ်းနိုင်တော့ရမ်းရှိပြီပဲကိုတို့တန်နိုင်တယ်တေချာတယ်တော့ဆရှိနေလုံးလုံးနာယောကလည်းချမ်းပါစေJoy and I land go passing. Don't do it, Yamba, say, receive trust it all. Go So the shoes soon they go piano. I can't go chicken, young lazy. Go
နေ့မေဆွေတတာထဲမှာဖျားခင်လုံခိုင်းစင်ချင်တဲ့ရပဲရရှိလေဒီနေ့ဖျားခင်ချမ်းမစကနံပါဖျားခင်ချမ်းမဒီနေ့မေဆွေဘာကိုတောင်းချင်လဲဘာလို့ချင်လဲဘာလို့အလဲဒီနေ့ဖျားခင်ချမ်းမဒီနေ့မေဆွေစိတ်နှလုံးသွင်းလောက်လဲမေဆွေဆူတောင်းပါထူးခြားစွာဖျားခင်မေဆွေတတာထဲမှာလုံးလုံးပါဖြစ်တယ်နေ့ဖျားခင်မြတ်မောက်တော်ထံမြတ်မောက်တော်ထဲသို့သွဝင်လာကြတဲ့ငယ်ကိုမောင်နှမများရောက်စီတိုင်းဒီကနေ့မိတ်ဆွေတက်တာဖျားခင်ကတကယ်ပဲချစ်တာဖြစ်တယ်ကျမတို့တက်တာထဲမှာဖျားခင်ဆွန့်ပစ်သွားပြီလားဖျားခင်ကကျမတို့နာမမရှိတော့ဘူးလို့ခံစားရတဲ့ချိန်မှာပြင်လေသူကကျမတို့ရဲ့နာမအမြဲတမ်းထူပါရှိတဲ့ဖျားခင်ဖြစ်တယ်ကျမတို့ခြေခွေးနေတဲ့နှလုံးသားများကိုပျောက်ကင်းစေခြင်းတဲ့ဖျားခင်ဖြစ်တာဖြစ်တယ်ကျမတို့ငိုကြွေးတဲ့တန်ကိုနောင်ညောင်းတဲ့ဖျားခင်ဖြစ်တာဖြစ်တယ်ကျမတို့တောင်းလျှောက်တဲ့တန်ကိုနောင်ညောင်းတဲ့ဖျားခင်ဖြစ်တယ်မေဆွေကိုဘယ်တော့မှစွန့်ပစ်မထားတဲ့ဖျားခင်ဖြစ်တာဖြစ်တယ်ကိုမိဘတွေကမေစွန့်ပစ်တော်လဲပဲဒီကနေ့ကျမတို့ကိုဖန်ဆင်းတဲ့ဖျားခင်ကအမြဲတမ်းထူပါရှိတဲ့ဖျားခင်ဖြစ်တယ်
Tomorrow kekere. Tomorrow na chin chene go diri tomorrow pyakin tama tomorrow. Down shall let to your chiro yena tomorrow. A biena sika poya pyakin alora shira pire. Hallelujah. We know Papia, Grogu Jisu de Mai. Amira to Bashiro Moto Papia, Grogu Jisu de. Great Danogo, Pianle Pirotaya, Dokun Groshin Bede to John Jisu de. Great Timita to Grogu Jisu de. Grogu Sanga Bai, Grogu Lo Chimbai, Grogu Down Tabai. We know Papia, even my sister, I let Lolo Tomuba. Tarotmiro, Chimo, Google, Tango, Groshin Papia, Miena, Nang Tomuba. Great Minatago, Ditena, Tulenta, Basero Muba. Hallelujah, Grogu Kope by. We know Papia, Iniana, Lola Swallow Tomuba. Dine Guremi Modo Tezo, doing Lazara, you see the Dago Groshin Papia. I did the pan to take county be the ghetto. Then she did it, no Batomia, Dolacang, began Yamiana, like Grossia Lolo Tomuba. Grey Bonti Shah, but a Groshin Papia Pisero Muba. Digging it, Miro Guremi Modo doing La Chia, Chinita them ho bene. Guronet Taye, Nikayato Queen. Korea Tano go Pomo Pirotaya do Queen, Korea do teaching with Tayakanzaya do Queen Gresham Papia Pisero Muba. Janshi did a China Male Celepiro, Usang County Biba Mia Town, the Dana China Miago Yeshuna when I should down less again and by. Amen. Hallelujah. The Pamjala Sondria, Piashi, Jesudo, two Chimane. Yamaudo Tego, a two swear of beta, Tashino winning on it too. Tomorrow your worship team, music team, they go Chiman, Leko, Dibejaya. The name Yamaudo Kansa, Melojama Yonji, Yamaudo Kansaya Badala. Payashi, a tito Zagapio Chinu, a tito Pumpia Chinu, Yashi Melojama Yonji. Tomorrow at the Tahemali, the Kazalushi, she do Yamalolo, no so Yamalolo, Lamb young lady chain, she gone she lame. Damn Meswe, Yojiba, Tigane, Payashi had to know tomorrow at the Tahema, Gimato Amuko, Puma Pede. Amen. Did not have such out tomorrow yet. Samboga Bale, Payaya Minatago at 2 Yado, Nipime. Hallelujah. Hallelujah. Tomorrow deep Bazakane be your design, will can young that them hope in it, the gave a sing along Dagane be your young G's on it, will come out, the gay Payaye or Gima do Amubu Chinigo can Sayama Pite. Amen. Amen. So tomorrow, okay, Payaya Gomia Chinigo win can yaw. Okay, tomorrow you do win can Chinuali, Lihane Hema that them Limbia Domam Hobu, the gave a Payaka County Bima Pite. Amen. So tomorrow we can do Dome, Payashi had to get Gamia Dapide, Asia Gamia Dapide, Amen. So Payashi Gamia Bade, don't count 1, 2, 3. Payashi Gamia Bade, Payashi Gamia Bade, Payashi Gamia Bade, Amen. Okay, Payashi Gamia Desa. Did I make Gamia down Hobuno? Tomorrow Akuma, Anagama, Gamia. I think my Gamia there, okay. I think my Gamia Kere. How do you know? Pia Gamia Chin will go tomorrow Kansa Kere. I could let she male tomorrow Kansani Yade. How do you know? Now Anagama let detect Gamia Piashi Gamia Chin will go Kansaya my Pite. Hallelujah. So tomorrow win come below win come lesser. Piashi Gamia Bade, Jamaya Anagama, Yogi Chine. Yogi Chine, no? That's Bema Hobu, okay? 1, 2, 3. Payashi Gamia Bade, Jamaya Anagapoma. Payashi Gamia Bade, Jamaya Anagapoma. Payashi Gamia Bade, Jamaya Anagapoma. Amen. Amen. Okay, now so the count in the Jamaho, you know,
ဝန်ခံခိုင်းတဲ့အရာလေးအချက်ကိုချက်မှတ်မိသေးလားမသိဘူးမမိတဲ့သူရှိလားမရှိတော့ဘူးเนาะကျွန်မတစ်ခေါက်ပြန်လဲဒီနေ့ပြန်ကြွေးကြော်ရအောင်ကျွန်မတစ်ခေါက်အရှက်နေပြန်တိုင်ပေးမယ်เนาะဖယားရှင်ယေရှုနာမ၌အကျွေးကြပြီးကျမ်းမာပြီးချမ်းသာပြီးအောင်မြင်ပြီးကောင်းစားပြီးမျက်နှာသာရပြီးကြွယ်ဝပြီးပြည့်စုံပြီးဗိတ်သိက်ချရပြီးမှတ်မိမလားမသိဘူး Okay မရဘူးဆိုရှင်လေကျွန်မနောက်ကလိုက်ဆိုလိုက်ပါเนาะဒါပေမဲ့ယုံကြည်ခြင်းနဲ့ဝန်ခံပါ Okay 1 2 3ယေရှုနာမ၌အကျွေးကြပြီးကျမ်းမာပြီးချမ်းသာပြီးအောင်မြင်ပြီးကောင်းစားပြီးမျက်နှာသာရပြီးကြွယ်ဝပြီးပြည့်စုံပြီးပိတ်သိမ့်ခြင်းရပြီးအာမင်အာမင်ယေရှုနာမ၌သိမ့်ပါရအောင် Okay ဟုတ်ပြီကျွန်တော်တို့ဒီကနေ့ ZCA ရဲ့မြန်မာအစီအစဉ်မှာပထမဆုံးအနေနဲ့လာရောက်ပါဝင်ပါတယ်ဆိုတော့မိတ်ဆွေများရှိလို့ရှိရင်ကျွန်တော်တို့နှွေးထွေးစွာကြိုးဆိုချင်တာဖြစ်တယ်တကယ်လို့ရှိခဲ့တယ်ဆိုလို့ရှိရင်ရှိတဲ့နေရာမှာကျေးဇူးပြုပြီးမတက်ရက်ပေးနိုင်မလားရှိများရှိခဲ့မလား Okay မရှိဘူးဆိုရှင်တော့ကျွန်တော်တို့လာနေကြသစ္စာရှိရှိနဲ့ Okay လာနေကြလူတွေပဲဆိုတော့ကိုဂုံပြုချေအားဖြင့်လက်ခုပ်တီးရအောင်အာမင်အာမင်အာမင် Okay ကျွန်တော်တို့ကိုဒီနေ့တရားဒေသနာဝင်ငါပေးသွားမယ်ပထမပွဲကိုလည်းကြိုဆိုရအောင်ကျေးဇူးပြုခဏလောက်မသိရပေးပါနော် Okay ကျေးဇူးတင်ပါတယ်ပြန်ထိုင်လို့ရပါပြီဆိုတော့ကျမတို့ပေးကမ်းခြင်းဘက်ကိုသွားရအောင်အလူငွေစက်ကပ်ပေးဖို့ဆရာမကျင်ပြီးနဲ့အလူငွေကောက်ခံပေးမဲ့သူတွေကိုရောယေရှုနာမ၌ဖိတ်ခေါ်ခြင်းနဲ့အလူငွေကောက်ခံနေတဲ့အချိန်မှာဂုဏ်တော်တခြင်းတည်ဆိုမဲ့ညီမငယ်နွမ်ခက်ကိုယေရှုနာမ၌ဖိတ်ခေါ်ပါတယ်လူတော်ငွေများကိုစကပ်အနံ့ကြပါစို့ကောင်းများဆုံလင်တော်မူသောဖဖျားကိုရောကိုကျေးဇူးတင်ပါတယ်ကိုရှင်ဖဖျားတပတ်တာကာလပတ်လုံးကိုရှင်အတူပါရှိသည်တာမကယနေ့၌ကိုရှင်ဤမျက်မှောက်တော်၌တိုးဝင်ချင်းကပ်ရတဲ့ခွင့်ကိုပေးတော့ကြောင့်ကိုကျေးဇူးတင်ပါတယ်ကိုရှင်ကိုဘုံပေးပါ၏ဖကိုရှင်ဖဖျားသခင်ဤဝိညာဉ်တော်ကိုလွတ်လပ်စွာလှုပ်ရှားစေသည်တာမကအရောက်စီတိုင်း၌ကိုရှင်ဖဖျားသခင်ဤကောင်းမြတ်ခြင်းကိုရှင်ဖဖျားစီစဉ်စေတော့ကြောင့်ကိုကျေးဇူးတင်ပါတယ်။ကိုရှင်ဖဖျားသခင်ကိုဝတ်ပြုကိုယ်ွယ်လာရောက်ဒီခါ၌လည်းကိုရှင်ဖဖျားသခင်ကိုခန္ဓာစိတ်ဝိညာဉ်တာမကဘဲကိုရှင်ပေးနာတော်မူသောကောင်းကြီးမင်္ဂလာထံကိုရှင်နိုင်ငံတော်တက်ပြန်လဲပြမပါဝင်ရတဲ့ခွင့်ကိုပေးတော့ကြောင့်ကိုကျေးဇူးတင်ပါတယ်။ဒီလူတော်ငွေများကိုထက်ဝေလူတန်းသွားမိသားသမီးရောက်စီတိုင်းကိုလည်းကောင်းကြီးပေးတော်မူပါကိုရှင်ကတိတော်လာတဲ့အတိုင်းပြေလက်ရှန်လက်တိတ်လက်ကိုရှင်ဖဖျားသူတို့ဤလူရင်ဆန္ဒများကိုလည်းပြည့်စုံရတဲ့ခွင့်ကိုပေးတော်မူပါဤလူတော်ငွေအားဖြင့်လည်းကိုရှင်နိုင်ငံတော်တာ၍ကျက်ပြန့်ဖို့ကိုရှင်ဤတာသနာလုပ်ငန်းများကိုတိုးရိပ်လှုပ်ဆောင်နိုင်ခြင်းဖြစ်စေတော်မူပါဖယေရှုတော်ကိုချီးမွမ်းရဲ့ယေရှုနာမ၌လူတော်ငွေအားလုံးကိုသခင်ယေရှုလက်ဝဲ၌စက္ကအနံ့ကြပါ၏အာမင်အားလုံးတည်ပြီးကြဖြစ်တဲ့မမျော်လင့်တဲ့တရက်မှာနေဝင်ခဲ့ရင်ဆိုတဲ့တခြင်းနဲ့ဂုဏ်တော်ချီးမွမ်းချင်ပါတယ်အတူတူဆိုရအောင်မနှက်ဖြန်နေဟာငါတော့မပိုင်ဘူးနော်ဒီလောကကြီးကမတည်မြဲဘူးလေယုံကရင်နဲ့ဝမ်းတစ်ထွတ်တွဲမမျော်လင့်တဲ့တနေ့မှနေဝင်ခဲ့ရင်စီစဉ်ချမ်းသာကြွယ်ဝနေဖို့ထန်သူဝင်ငယ်ရေကပိုရည်ကြည်တယ်ချိန်လေးရှိတော့မှပြန်ဆန်းစစ်ပါနောင်ကြတဲ့မှာ
စီတိုင်းဖြတ်ခင်ကောင်းချီးပေးပါစေ โอเคဖခင်ရဲ့ဂုဏ်တော်ကိုတန်ချူချိုလေးနဲ့ချီးမွမ်းပေးတဲ့ညီမငယ်ပေါ်မှာတော်လည်းကောင်းထဲဝင်အလူငယ်ထဲဝင်ပါဝင်သွားကြတဲ့တာသမီးယောက်ချင်းစီရင်ပေါ်မှာတော်လည်းကောင်းဖခင်ရှင်ထူတာ၍ကောင်းချီးပေးပါစေခုနတချင်ကိုကျွန်မခွန်အားအရတယ်နော်နည်းနည်းလောက်ရှာရှိလိုက်အောင်ပဲဆိုတော့ကျွန်တော်တို့ဒီတချင်ကလေကျွန်တော်တို့အကုန်လုံးဆင်ခြင်ရမယ့်တချင်ဖြစ်တယ်နော်ကျွန်တော်တို့အလုပ်တွေနေတိုင်းမှာလေအလုပ်စူးစမ်းတယ်စူးစမ်းပန်းစားတွေလုပ်တယ်ပေါ့နော်တထေးတွေသဘောကျတယ်ဒါပေမဲ့ရုတ်တရက်ကျွန်တော်တို့ဝိညာဉ်ဆုံးရှုံးသွားခဲ့တယ်ကဲတင်ချင်းမရသေးဘူးဆိုလို့ရှိရင်အဲ့ဒါအရင်နှမျိုးဖို့ကောင်းတယ်နော်ကျွန်တော်တို့ရဲ့ကျွန်တော်တို့တကယ်ပဲကဲတင်ချင်းရဖို့အရင်အရေးကြီးတာဖြစ်တယ်တကယ်လို့မရသေးဘူးဆိုလို့ရှိရင်လေအရင်လက်ခံချင်တယ်အိုးအရင်တော့နည်းနည်းလောက်တိတ်ခံပဲနော်ကျွန်မလေကြောင်းတက်တုံးကကျွန်မတငယ်ချင်းတယောက်လေကဲတင်ချင်းအရင်လိုချင်တာဖြစ်တယ်ဒါမဲ့လေ तू ကဘလို့မှမရဘူးလိုချင်တယ်မရဘူးသူကိုရိုင်းကလည်းအမြဲတမ်းပြောတာငါဒီကဲတင်ချင်းကိုအရန်လိုချင်တယ်ဒါပေမဲ့ငါဘလို့မှလက်ခံလို့မရဘူးဖြစ်နေတယ်သူအမြဲတမ်းအဲ့လိုမျိုးပြောကျမတို့ကိုအမြဲတမ်းဆုတောင်းခံတာဖြစ်တယ်ဆိုတော့အဲ့ဒါနဲ့ကျမတို့ဆရာတယောက်ကသူ့ကိုဘာပြောလဲဆိုတော့မင်းအဲ့ဒါမင်းလုပ်ယူလို့မရဘူးမင်းစူးစမ်းလို့လည်းမရဘူးသူဆိုလို့ရှိရင်ဆေးလိပ်မတောက်ဘူးကိုရလုံးဝဘာမွေးစေးမှမလုပ်ဘူးပေါ့နော်တကယ်သူ့ရဲ့ဘယ်လိုပြောမလဲဇာတိကောင်းဇာတိအကျင့်ကျင့်ချင်းနဲ့ပေါ့နော်သူစူးစမ်းပြီးတော့နေထိုင်တယ်ဒါပေမဲ့လုံးဝကဲတင်ချင်းမရနိုင်အောင်အဲ့ဒါကျမတို့ဆရာတယောက်ကသူ့ကိုပြောပြတယ်ပေါ့နော်မင်းအဲ့လိုမျိုးစူးစမ်းလို့မရဘူးတကယ်ပဲကဲတင်ချင်းလိုချင်တယ်တကယ်ပဲတောင်းတတယ်ဆိုလို့ရှိရင်ဆုတောင်းလိုက်ဖះရှင်အလိုလိုပေးမှာဖြစ်တယ်အဲ့လိုမျိုးပြောတာဖြစ်တယ်ဆိုတော့ तू လည်းအဲ့လိုမျိုးပဲဆုတောင်းနေပေါ့နော် तू အများတန်းစက်ကတ်တယ်နောက်ဆုံးမှတော့ तू တကယ်ပဲကဲတင်ချင်းရသွားတာဖြစ်တယ်ဆိုတော့ကျွန်မပြောချင်တာကလေတကယ်လို့ကိုကလည်းအဲ့ဒီဟာကိုမရသေးဘူးတက်ရှင်တော့ဝိညာဉ်တော့ကဲတင်ချင်းစိတ်ချမမရသေးဘူးဆိုရှင်ဆုတောင်းမှာဖះရှင်ကပေးနိုင်တာဖြစ်တယ်ကဲတင်ချင်းကိုလေကျမတို့ဘယ်သူမှမပေးနိုင်ဘူးဆရာတွေလည်းမပေးနိုင်ဘူးဘယ်သူမှမပေးနိုင်ဘူးဒီလောကမှာတက်ရှင်တော့ဝိညာဉ်တော့တပါးတိတာပေးနိုင်တာဖြစ်တယ်ဆိုတော့ကျမတို့ဆုတောင်းကြရအောင်ဆိုတော့အခုချိန်မှာကျမတို့ပေါ့နော်နှုတ်ကပတ်တော်ကြားနာရမယ့်အချိန်ဖြစ်တယ်ဆိုတော့ဒီကနေ့နှုတ်ကပတ်တော်ကိုဟောကြားပေးမယ်ပထမဘွိုးနဲ့အတူကိုအသုံးပြုမဲ့တန်ရှင်တော်ဝိညာဉ်တော်ကိုလက်ခုပ်တီးပြီးတော့ကြိုဆိုရအောင်အားလုံးကိုယေရှုနာမပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်တတ်ပါတယ်ဘုရားရှင်ကတကယ်ကောင်းမြတ်တဲ့ဘုရားဖြစ်တယ်အတူရဲ့သားသမီးတွေကိုဘယ်လောက်ထိချစ်တယ်ဆိုတာပြောပြလို့မကုန်နိုင်ပါဘူးเนาะတကယ်ပဲဘုရားရှင်ကကောင်းမြတ်တယ်ပထမဦးဆုံးဆက်လက်ပြီးတော့မှယေရှုတင်ချင်တာဘုရားပေါ့เนาะအဓိကဘုရားရဲ့ယေရှုတင်တယ်ဘုရားlinhကိုယေရှုတင်တယ်ဒီလိုအားလုံးကရောက်ရှိနေတာတကယ်ဘုရားရဲ့ကောင်းမြတ်ခြင်းပေါ့เนาะဘုရားရဲ့ကောင်းမြတ်ခြင်းလည်းဖြစ်တယ်ပြီးတဲ့အခါကျရင်ကိုဘုရားကိုဘယ်လောက်ထိချစ်တယ်ဆိုတဲ့လူတွေကဘုရားကိုချစ်တဲ့လူတွေကြီးပဲကိုစီပေါ့နော်အရွေးချယ်မှုဆိုကတော့အမြဲတမ်းရှိတဲ့အတွက်ကြောင့်မို့ဒီမှာရောက်ရှိတဲ့လူတွေကဘုရားကိုအရင်တုန်းရွေးချယ်တဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မို့အမြဲတမ်းဒီကိုရောက်ရှိတာဖြစ်တယ်။နောက်အဲဒါကြောင့်မို့ဆက်လက်ပြီးတော့မှဘုရားကိုလည်းယေရှုတင်တယ်ဘုရားရဲ့ဒီမှာပြန်ညီကိုမောင်နှမနဲ့ပြန်လဲပြီးတွေ့ဆုံတဲ့အခွင့်ကိုရရှိအတွက်ကြောင့်မို့လဲဆက်လက်ပြီးတော့မှကျေးဇူးချီးမွမ်းပါတယ်ပြီးရင်ဒုတိယအနေနဲ့ဒီမှာဆရာကျွန်တော်ရဲ့ပါစတာတင်းအုပ်ဆရာကြီးဖြစ်တဲ့ဆရာလံပွဲပေါ့နော်ဆရာဒေးဗစ်မောဆရာထန်ဒါဆရာမကျင်တို့အားလုံးပေါ့နော်ဒီဇက်စီမိသားစုအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါကြောင်းပြန်လည်ပြီးတော့မှဒုတိယအနေနဲ့ပြန်ပြီးတော့ပြောချင်တယ်ဆက်လက်ပြီးတော့မှကျွန်တော်ဒီနေ့မနေ့ပေါ့နော်မမျောလင်းပဲနဲ့ပေါ့နော်အဆရာကနေဖန်ကြရင်နည်းနည်းပါးနှုတ်ပါတော်လေးပါလေးခွန်အားပေးလို့ရလားလို့ကျွန်တော်ကိုပြောတဲ့ခါကျတော့အော်တဲ့ဒါကကောင်းတော့အရာပဲပေါ့နော်ဘုရားရှင်နဲ့ပတ်သက်လို့ရှင်ကကျွန်တော်လုံးဝဘာပဲဖြစ်ဖြစ်လုံးဝမငြင်းဘူးဆိုတာအဲ့ဒါပေါ့နော်ကျွန်တော်ရဲ့စက္ကမှုဖြစ်တယ်တခါရရင်ကိုယ့်ပေါ်မှာကြီးတာပေါ့နော်ကိုယ့်ရဲ့အခြေအနေကိုကြီးတဲ့ခါရတော့ဘာမှဖြစ်နိုင်မှာမဟုတ်ဘူးသူ့ကိုလည်းပဲကျွန်တော်အရာအားလုံးကိုတာဆွားနိုင်တဲ့ဘုရားရှိတယ်နော်ဘုရားရှိတယ်ကျွန်တော်ရဲ့ဘေးနားမှာအမြဲတမ်း
အတူပါရှိတဲ့တန်ရှင်တော်ဝိနော်ရှိတယ်ဆိုတာကျွန်တော်ယုံကြည်တယ်ဒါကြောင့်မို့ဆက်လက်ပြီးတော့မှကျေးဇူးတော်ပေါ့နော်ဒီနေ့မှာပြန်လဲပြီးတော့မှဒီညမှာယတည်နိုင်ကကျွန်တော်ရဲ့ကောင်းချင်းလို့မဟုတ်ဘူးဘုရားရဲ့ကျေးဇူးတော်တက်တက်တာဖြစ်တယ်ဆိုတာကိုပြန်လဲပြီးတော့မှပြောချင်တယ်ပြီးရင်ဒီမှာအားလုံးပေါ့နော်ကျေးဇူးတင်တယ်ပြီးတော့ခါကျရင်ဒီနေ့အဝင်ပြမယ်ဆိုလို့ရှိရင်ကျွန်တော်ဗာဝင်ပြရင်ကောင်းမလဲစံစာတွေနှုတ်ပါတော်ကိုကျွန်တော်ကြည်တာအကုန်လုံးကောင်းလာတယ်ရှိရပဲအကုန်လုံးခွန်အားရတာတွေပဲနှုတ်ပါတော်ကျွန်တော်ဘယ်လိုလုပ်မလဲအချိန်လည်းမရှိအိမ်မှာရောက်တဲ့ခါကျရင်ကျွန်တော်ရဲ့မိခင်ကြီးပေါ့နော်ဦးညောင်လည်းအလုပ်များတယ်လေသူလည်းဟိုဘက်နေရာသွားလိုက်ဒီဘက်နေရာဝင်းကျင်တော့အလုပ်လုပ်တဲ့ခါကျရင်သူလည်းမအားဘူးကျွန်တော်လည်းပြန်ရောက်တာလည်းနောက်ကျတယ်6နာရီ9နာရီခွဲ6နာရီသုံးမှပြန်ရောက်တဲ့ခါကျရင်မြန်ဆန်ကိုဇာတိအတွက်လည်းစားတော့လိုသေးတယ်ဆိုတော့မြန်ဆန်လုပ်ပြီးတော့မှအဲ့ဒါပြီးတော့မှကျွန်တော်ဘုရားရှင်ကိုဆက်လက်ပြီးတော့မှဆုတောင်းဆက်ကကိုတော်ဘုရားဆုတောင်းတာပေါ့နော်ဒီနေ့ညဘာအတွက်ကျွန်တော်ဝေမျှရင်ကောင်းမလဲနော်ကျွန်တော်ရဲ့ရွေးချယ်မှုဇာတိအပိုင်းမှာရွေးချယ်မှုမဟုတ်ဘဲနဲ့ဝိညာဉ်တော်ရဲ့လမ်းပြမှုကိုပဲကျွန်တော်ခံယူမယ်ဆိုပြီးတော့မှကျွန်တော်ဆုတောင်းတယ်ဆုတောင်းပြီးတော့မှနှုတ်ပါတော်ကိုပြန်လဲပြီးတော့မှဆင်ကျင်တာပေါ့နော်ဒါကြောင့်မို့ဒီနေ့ညပြန်ပြီးတော့မှဝေမျှနေ့တင်မှာပေါ့တော့2026ခုနှစ်မှာအားလုံးကအံ့ဩစရာလေးပဲဒီမှာလဲပြန်လဲပြီးတော့မှရတာနှုတ်ပါတော့လဲအစ်စ်ကိုပြန်ရတာပေါ့နော်အားလုံးတကယ်ဘုရားရှင်ရဲ့ရန်ကျေးဇူးတော်ချီးမွမ်းစရာလေးပဲနော်ဖြစ်တယ်ကျွန်တော်နှုတ်ပါတော့မှာဖခင်ဟုတ်တယ်ညင်ကနေနေတယ်နေ့ညကျွန်တော်ခွန်အားပေးခြင်းနဲ့နှုတ်ပါတော့ရွေးချယ်တဲ့ຢာပေါ့နော်ယောမဩဝါဒစာအခန်းကြီး7ပေါ့နော်ယောမဩဝါဒစာအခန်းကြီး7အပိုင်းငယ်1နှစ်ညီအကိုတို့အသက်ရှင်ခြင်းလက္ခဏာတန်ရှင်းခြင်းလက္ခဏာဖရာသခင်နှစ်သက်တော်မူပွေတော်လက္ခဏာနဲ့ပြည့်စုံသောရေကိုတင်တို့သည်ပူဇော်၍မိမိကိုယ်ခန္ဓာကိုဖရာသခင်အားဆက်ကချင်းသည်ဟူသောတင်တို့ပြုအပ်သောဝတ်ကိုပြုမိအကြောင်းဖရာသခင်၏ဂရုဏာတော်ကိုထောက်ထား၍တင်တို့ကိုငါတိုက်တွန်းနှိုးဆော်ပေ၏တင်တို့သည်လောကီပုံနာကိုမဆောင်ကြနှင့်ကောင်းမြတ်သောအရာနှစ်သက်ဖွယ်သောအရာစုံလင်သောအရာသည်ဟူသောဘုရားသခင်အလိုတော်ရှိသောအရာဘေးရာဖြစ်သည်ကိုတင်နိုင်မည်အကြောင်းစိတ်နှလုံးကိုအသေးပြင်ဆင်၍ပုံသဏ္ဍာန်ပြောင်းလဲခြင်းတို့ရောက်ကြလောဖတ်ရှုသွားသောနှုတ်ပါတော်နဲ့ညီအရောက်စီတိုင်းပေါ်မှာဘုရားရှင်တည်တံကောင်းကြီးချပေးပါစေ။အောက်ဆုတောင်းရအောင်နော်။ဟာလေလုယာကောင်းမြတ်ဆုံးတော်မူသောဖခင်ဤနေ့ညအတွက်ကျေးတော်ကိုချီးမွမ်းပါ၏။ကိုရရဲ့ကောင်းမြတ်ခြင်းကိုရရဲ့ချစ်ခြင်းမေတ္တာအားဖြင့်ဤနေ့ညမှာပြန်လည်ပြီးတော့မှကိုရရဲ့နှုတ်ပါတော်အားဖြင့်ပြန်လည်ပြီးတော့မှဆင်ခြင်ဘုရားအတွက်ကိုရောကောင်းကြီးပေးတဲ့ကြောင့်နာမတော်ကိုချီးမွမ်းပါ၏။ဒါရှင်တော်ဝိနော်ဘုရားဆက်လက်ပြီးတော့မှကုညီလမ်းပြတော်ပါ။ကိုရရဲ့နှုတ်ပါတော်ဟာနည်းနည်းတော့အရာဖြစ်တော့ကြောင့်အရောက်စီတိုင်းကိုရောသိရှိနားလဲစေနိုင်ဖို့အတွက်ဝိနော်ဘုရားကုညီမဆာတော်မူပါနားလဲနိုင်ဖို့အတွက်ကိုရောညာပညာပေးသနာတော်မူပါဒီအချိန်တိုင်းအနောက်ဆန်အသာဖြစ်စေတဲ့အရာများကိုလည်းယေရှုနာမချီနှောင်ပဲရှားပါ၏ဒီအချိန်တိုင်းတတအတီးဒီဘုန်းကောင်ကိုရောဖဘုရားသခင်လက်တော်ရဲဆုတောင်းတဲ့အခါမှာသခင်ယေရှုဘုရားရဲ့မြတ်တော်နာမကိုအမိပြု၍ကျေးဇူးတော်ကိုချီးမွမ်းလက်တော်ရဲလို့ဆုတောင်းဆက်ကအနံပါ၏ဖဘုရားရှင်အာမင်အဒီနှုတ်ကပတော်အားပြီးပေါ့နော်ပြန်လဲပြီးတော့ဤနေ့ညမှာပြန်လဲပြီးတော့မှခွန်အားယူဆင်ခြင်းချင်ပါတယ်ကျွန်တော်ဒီအကောင်းစဉ်ကဘယ်လိုပြန်ပြီးတော့မှပြောချင်လဲဆိုလို့ရှိရင်တော့ဘုရားသခင်အလိုတော်ရှိတော့အသက်တာပေါ့နော်ဘုရားသခင်အလိုတော်ရှိတော့အသက်တာဆိုပြီးတော့မှပြန်လဲပြီးတော့မှကောင်းစဉ်အားပြီးတော့ပြန်လဲပြီးတော့ဒီညမှာ
ခွန်အားပေးချင်ပါတယ်ဒီမှာကျတော့တမန်တော်ရှင်ဘောလူပေါ့နော်ယောမမျိုးမှာရှိတဲ့ယုံကြည်သူတွေကိုပြောလို့ဤနေ့ကျွန်တော်ရဲ့အသက်တာမှာလည်းအတိတ်တပံပြန်လဲပြီးတော့မှဆင်ခြင်ဖို့ရအတွက်ဖြစ်တယ်ဘုရားခင်ကကျွန်တော်တို့တာမီတွေကိုဘယ်လောက်ထိချစ်တယ်ဆိုတာကပေါ့နော်ဒီအရာအဖြစ်ပြန်လဲပြီးတော့မှတကယ်ပဲအော်စရာကောင်းတယ်ကျွန်တော်ကပြန်လဲပြီးတော့မှဘုရားရဲ့ချစ်ချင်းဘုရားခင်ရဲ့ရွေးကောက်ခြင်းအားဖြင့်ပေါ့နော်ဘုရားခင်ကိုပြန်လဲပြီးတော့မှဒီနေ့ဒီတဲ့အောင်အသက်ရှင်ခွင့်ဘုရားခင်ကိုတည်ကျွမ်းတာတကယ်ပဲကြီးမားတဲ့အရာဖြစ်တယ်ကျွန်တော်လောကမှာဗာလဲစัจ java လာမိုးမြေတစ်ခုလုံးကိုဘိုင်တာအစိုးရမိမိအသက်ဝိညာဉ်ဆုံးယုံတဲ့အပေယေရှုရှိတဲ့နည်းဆိုလို့ဘုရားခင်ကသူ့ရဲ့တပါးတော်သားတော်ကိုယေရှုခရစ်တော်ကိုကျွန်တော်ကိုပေးခဲ့တာကျွန်တော်ဒီလောကကဘာမှာဒီတဲ့ကြီးမားတဲ့အရာပါတစ်ခုမှမရှိဘူးเนาะအဲ့ဒါကြောင့်မို့ပြန်လဲပြီးတော့ဒီမှာလဲဘုရားခင်ကကျွန်တော်ကဘုရားခင်ရဲ့ယုံကြည်တယ်ပေါ့နော်ဒါလမီဖြစ်တဲ့အခါမှာကျွန်တော်အသက်တာမှာပြန်လဲပြီးတော့မှအရှင်ကျင်ဖို့ရတဲ့ဖြစ်တယ်ဒီမှာအသက်ရှင်ခြင်းလက္ခဏာတန်ရှင်ခြင်းလက္ခဏာเนาะဒါကြောင့်မို့နေ့စဉ်အသက်တာမှာကျွန်တော်ရဲ့အသက်ရှင်တဲ့အခါမှာကျွန်တော်ဘာလဲဝိညာဉ်ရဲ့အသက်တာပေါ့နော်ဝိညာဉ်ရဲ့ဇာတိအရာမိုးဝဲနဲ့ဝိညာဉ်ရဲ့အသက်တာမှာပြန်လဲပြီးတော့မှကျွန်တော်ရင်းချက်စေဖို့ရတယ်ဖခင်ရဲ့အလိုတော်အသက်ရှင်နိုင်ဖို့ရတယ်နေ့စဉ်တိုင်းမှာကျွန်တော်ရဲ့အသက်တာမှာဖခင်ရှိမှာပြန်လဲပြီးတော့မှဆက်ကအာဏာဖို့ရတဲ့အမြဲတမ်းကျွန်တော်ကအရေးကြီးတယ်နော်ဒါကြရရင်ကျွန်တော်စုမတောင်းတဲ့ခါကြတယ်တခါရရင်စုံစမ်းခြင်းတွေတခါရရင်ပေါ့တဲ့စိတ်အနှောက်အယှက်လေးတခါရရင်ရှိတတ်တယ်တို့လည်းပဲတခါရရင်တို့ဆူတောင်းတဲ့အခါမှာဘုရားတွေပေါ့နော်တခါရခန္ဓာရည်ပေါ့နော်တိခါနိုင်တဲ့စွမ်းအခွန်အားတွေပြန်လဲပြီးတော့မှပေးတဲ့အရာဖြစ်တယ်။ဘာလဲဆိုတော့နေ့စဉ်အသက်တာမှာကျွန်တော်ရဲ့အသက်တာမှာဆက်ကချင်းနဲ့မဆက်ကချင်းဆိုတာအရန်ကွာခြားတယ်ဆိုတော့ကျွန်တော်အသက်တာကျွန်တော်ကိုယ်တိုင်ပေါ့နော်ခံစားခဲ့တာဖြစ်တယ်။အဲ့ဒါကြောင့်မို့ကျွန်တော်ပြန်လဲပြီးတော့မှဒီမှာကြည့်မယ်ဆိုတော့မှနော်ကျွန်တော်ရဲ့အားလုံးကဘုရားသခင်မှာကိုစီတော့ကျွန်တော်အခက်လေးတွေရှိကြပါပဲတို့လည်းပဲကျွန်တော်ကဗာလဲဆိုလို့ရှိရင်ဝိညာဉ်ရေးရမှာပေါ့နော်ဝိညာဉ်ပိုင်းမှာပြန်လဲပြီးတော့မှကျွန်တော်ကပို့ပြီးတော့ဦးစားပေးလို့ဖရားရှင်အတွက်ကျွန်တော်ဦးစားပေးလို့ပေါ့နော်ပြန်လဲပြီးတော့မှရောက်ရှိတာဖြစ်တယ်ရောက်ရှိနိုင်တာဖြစ်တယ်ပြီးတဲ့ခါကျရင်ဖရားရှင်ကိုလည်းအခုလိုယုံကြည်သူဖရားရဲ့တာဖြစ်ရတဲ့အခုကလည်းဒါကျွန်တော်ရဲ့ရွေးချယ်မှုအကြောင်းပေါ့နော်ရွေးချယ်ခြင်းအတွက်ကြောင့်မို့ဖရားရဲ့သားကိုလည်းကျွန်တော်ရဲ့ဖရားရဲ့သားမျိုးဖြစ်ရတဲ့အခွင့်ကိုလည်းရရှိတာဖြစ်တယ်လူတွေမြောက်များစွာပေါ့နော်မြောက်များစွာတဲ့ကနေဘုရားရှင်ကကျွန်တော်ကိုရွေးကောက်တယ်တကယ်ဘုရားရှင်ရဲ့ကြီးမားတော့ချစ်ချင်းမြတ်တာပေါ့နော်ချစ်တယ်ဆိုတာကိုလည်းပြန်လဲပြီးတော့ပို့၍ကျွန်တော်ရရှိခံစားတယ်အကြောင်းမို့ကျွန်တော်ရဲ့ဘုရားရှင်ရဲ့ဘာလဲဆိုလို့ဒီဂယုဏပေါ့နော်ချစ်ချင်းမြတ်တာကိုကျွန်တော်ရဲ့အသက်တာမှာဆင်ခြင်ပြီးတော့ပြန်လဲပြီးတော့မှနေ့စဉ်အသက်တာမှာဘုရားရဲ့အလိုတော်တိုင်းပဲပြန်လဲပြီးတော့မှအသက်ရှင်နိုင်ဖို့ရဘုရားရဲ့အလိုတော်ပြန်လဲပြီးတော့မှအသက်ရှင်နိုင်ဖို့အတွက်ဆိုရင်ကျွန်တော်ရဲ့နေ့စဉ်တိုင်းပေါ့နော်နှုတ်ကပတော်ဝိညာဉ်အစာအမြဲတမ်းကျွန်တော်ကအဖာရတခါရကျွန်တော်ဒီနှစ်သက်မှာတော့မှမနေတော့ကတော့မှကျွန်တော်အကျွေးတင်သွားတာအဖမလို့ဆိုမှဖမိဝဒီလဲနောက်ကြမနေ့ကကြားဖြတ်ပြန်ပြီးပြောမယ်ဆိုလို့ရှိရင်ကျွန်တော်အဖေခေါ်တော်မူခြင်းခံရတဲ့ကိစ္စနဲ့ပေါ့နော်အဲ့ဒါနဲ့အမနဲ့အလုံးဝအိမ်ကနေအဆက်အသွယ်ပြတ်သွားတယ်မနေ့ကဒီကနေပြန်သွားတဲ့ခါကျတော့စကားတွေအများကြီးပြန်ပြောတယ်ဟာဒီမှာပြောတော့ねအချိန်နောက်ကြပြီဆိုရင်လည်းဖြတ်လို့လည်းမဖြစ်ဆိုတော့အဲ့ဒါကြောင့်ဘာပဲဖြစ်ဆိုတော့မှကျွန်တော်လည်းပြန်လဲပြီးတော့မှနားထောင်တာအဲ့ဒါကြောင့်မို့အဖေအကိစ္စနဲ့အရာသူတို့ရွာမှာလည်းဒီအခုနိုင်ငံရေးမကောင်းဘူးဆိုတော့နော်အစသားတွေကိစ္စတွေနဲ့ဒီအရာတွေပေါ့နော်အများကြီးကျွန်တော်ကပြောဖြစ်တယ်သူကလည်းပဲဘလောက်ပဲအခြေအနေဆိုးနေပါစေဘုရားတခင်ကသူသားသမီးဘက်မှာအမြဲတမ်းမျက်နှာသာပေးတော့ဘုရားဖြစ်တယ်ဒါကြောင့်အဖေလည်းဆုံးသွားတာပေါ့နော်ဆုံးသွားပြီမဲ့လည်းအဖေအပြည့်အများကြီးကောင်းကြီးခံစားတယ်ဘာလဲစစ်သားတွေလည်းပေါ့နော်အဖေရဲ့အတုပတ်မှာအများကြီးခါလိုက်ဆိုမလာဘူးအဲအတုပတ်ချမဲ့နေကြမှာအရောက်လာတာအယောက်59ယောက်ရောက်လာတယ်ရောက်လာတဲ့ခါကျရင်
ကျွန်တော်အဖေကအလောင်းကိုသွားတကြိုတော့ကျွန်တော်ညီတဝန်းကျွန်တော်ညီတဝန်းကအမအတင်းတီးအုပ်ရှာလို့တာတီးအုပ်ရှာလို့တဲ့ကသူကဟိုအပေါ်မှာပေါ့နော်တင်းအတင်းတော်အိမ်မှာနေတယ်အတင်းတော်မှာအိမ်မှာနေတဲ့ခါကျသူနဲ့တန်ချောင်းနဲ့ပြန်သွားယူတာကျွန်တော်သူနဲ့သွားယူတဲ့ခါကျတော့ကြားတယ်ပြန်မလာတော့ဘူးဆိုပြီးတော့အကူကပြန်လိုက်သွားတယ်။အေစုပ်သူတို့ရောက်လာတဲ့ခါစစ်သားတွေကတွေ့သွားတာပေါ့နော်။စစ်သားတွေသူကဒူးထောက်တယ်လက်မြောက်တယ်အဲ့ဒါနဲ့တော်တော်လေးကိုမေးမြန်းတာပေါ့မေးမြန်းပြီးတဲ့ခါကျကျွန်တော်အကူလည်းတော်တော်ကြာတာပဲဆိုပြီးတော့မှပြေးပြီးတော့မှအပေါ်ကိုလိုက်သွားတာနောက်ကနေလိုက်လာပြီးတော့မှအဲ့လိုမပြေးနဲ့သူကပြောဟုတ်ကဲ့ရှောင်းဆိုပြီးသူကပြောရတယ်အဲ့ဒါနဲ့တနေ့နဲ့ချိန်ထားရတယ်မပြေးနဲ့ဘာလဲအရေးကြီးတော့လဲလို့ပြောအရေးကြီးတယ်လို့သူလည်းပြောတယ်ကျွန်တော်အဖေဆုံးသွားတာလေဒီမှာအတုပချမလို့တဲ့ကြာလို့လိုက်လာတာလို့ပြောတယ်အဲ့ဒါနဲ့တနေ့နဲ့ချိန်ပြီးတော့မှမပြေးနဲ့တော့လို့ဆိုမပြေးပါဘူးဆိုအဲ့ဒါနဲ့အဖေအတုပလည်းမချနိုင်တော့ဘူးတဲ့အဲကျွန်တော်ညီတဝင်းကလည်းသူပဲနည်းနည်းစသားတွေနဲ့စကားပြောတာတွေပါတယ်ဘုရားเจ้าမှာဆိုတော့လေဘုရားเจ้าမှာအားလုံးစသားတွေရောအဲ့မှာပဲသူကစကားပြောရတာအဲ့ခံရတာအကူလည်းအဲ့မှာပဲပြီးသွားတာအဲ့ဒါနဲ့သူတပည့်တွေလည်းအားလုံးဆင်းကြတယ်ဆင်းပြီးတော့မှနေရာယူကြတာပေါ့အိမ်ဆင်းအိမ်တက်တွေအကုန်လုံးမှွေတာပေါ့မှွေပြီးတော့မှကျွန်တော်အမလည်းအဖေလည်းအောက်မှာထမ်းနေပြီလူငယ်တွေလည်းအကုန်လုံးပြေးကုန်ပြီသူတို့ကအရင်ဆုံးမြင်နေဆိုလှစ်ကနေမြင်လိုက်တာလူငယ်တွေကအကုန်လုံးပြေးကုန်တာရွာမှာလူငယ်တွေ9ယောက်10ယောက်လောက်လည်းကြံသေးတယ်အဲကြံသေးကသူတို့လည်းကြောက်ပြီးတော့မှအကုန်လုံးပြေးကုန်တာအဲ့မှာလည်းတိတ်မတန်မစွမ်းတဲ့လူတွေပဲကြံနေတာကြာတကယ်ရစဉ်းစားနေအရန်ကြီးချင်တယ်သူတို့အဲ့ဒါနဲ့အမလည်းအရန်ငိုတယ်ကြောက်လဲကြောက်တယ်ငိုလဲငိုတယ်သူမျက်နှာကိုလည်းကြည့်ရသေးတယ်စသားမျက်နှာတွေကိုလည်းကြည့်ရတယ်အဲ့ဒါနဲ့ဘယ်လိုလုပ်မလဲအဲ့ဒါနဲ့သူတို့ခြေသုံးလို့ဘယ်လိုနဲ့အတိုင်းဖြစ်နေကြတာပါပဲပြည့်ဆိုပြီးတော့မှသူတို့ဘိုးတယောက်ကအဲ့လိုဆိုလို့ရှိရင်မြန်သွားတကြိုးတယ်အမြန်ဆုံးပြန်လာခဲ့လို့ပြောတယ်အဲ့မှာပါစတာလည်းမရှိတော့ဟိုးပေါ်မှာဆိုတော့အဲ့မှာကျွန်တော်အမရဲ့သားပေါ်အလပေါ်နော်အလကောင်ကကြံသေးသူကစနေအတင်းဆုတော်မှကောင်းမတောင်းနိုင်ပေါ့မတောင်းတော့တောင်းတတ်တာပေါ့နော်တလောက်ကြီးတော့မဟုတ်အဲ့ဒါနဲ့အဖေရဲ့အတုပကိုသူပဲတကြိုလိုက်ရတာအဲ့ဒါပြီးအမတွေလည်းရှိတယ်အဲ့ဒါတကြိုတဲ့ဆုတောင်းဆိုတော့သူလည်းဆုမတောင်းတာဘူးအဲ့ဒါနဲ့သူလည်းဆုတောင်းပြီးတော့မှကောင်းဝင်နေတာတကြိုဖြစ်တာပါနော်တကြိုနိုင်ကြတယ်အဲ့မှာလူငယ်တွေကြလည်းအဲ့လိုနဲ့ပြန်ပြီးတော့မှသူတို့တောထဲကိုပြေးကုန်တာအဲ့ဒါနဲ့သူတို့ဘုရားရဲ့တကယ်ကောင်းမြတ်တဲ့အရာအဖေရဲ့အတုပမှာနွားတကောင်တတ်တာအဲ့နွားတကောင်တားပြီးတော့မှပြီးတဲ့ခါကျအဲ့သူတို့ကိုကောင်းမွန်နဲ့ကျူးမွေးတာပြီးတဲ့ခါကျသူကအရက်တောင်းလာတယ်နှုတ်အရက်ဆေးလိုက်ကွင်းရသူတို့တောင်းလာတယ်တောင်းတဲ့ခါကျဟုတ်ကဲ့ဘိုးကြီးကျွန်တော်ကခရိယန်နေပါလို့ကျွန်တော်အရက်ရောင်းတဲ့လူလည်းမရှိဘူးဆေးလိုက်ရောင်းတဲ့လူလည်းမရှိဘူးကွင်းရောင်းတဲ့လူလည်းမရှိဘူးလို့ကျွန်တော်ရောင်းတဲ့လူလည်းမရှိဘူးစားတဲ့လူလည်းမရှိဘူးလို့သူကပြောတာဟုတ်လားတဲ့အဲ့လိုဆိုလို့ရှိရင်လည်းတွားဝယ်ပေးရမလားလို့ပြောဘယ်လောက်ကြာမှလဲလို့နိုင်ဝက်လောက်တော့ကြာမယ်တဲ့အဲ့လိုတော့အချိန်မပေးနိုင်ဘူးအဲ့ဒါနဲ့ဘုရားရဲ့ကြီးတော်အကြောင်းပေါ့နော်ဘာမှမဖြစ်တော့ဘူးအရက်လည်းမရှိမတောက်မဖြစ်တော့အဲ့ဒါနဲ့ကျိုးမွေးတဲ့အရာကိုကောင်းဝင်နဲ့အဖေရဲ့အတုပမှာချက်တဲ့အမဲသားဟင်းတွေကောင်းဝင်နဲ့စားကြတာပေါ့သမင်းမလောက်လို့တဲ့သမင်းတွေလည်းပြန်ချက်ရတယ်တဲ့အဲ့ဒါနဲ့တချို့စိတ်တွေပူရပေါ့အတုပမှာရတဲ့ပတ်စံလေးတွေပါလေအကုန်လုံးပါသွားတာတော့မှယူမသွားတော့မှဘုရားရဲ့တကယ်ကျေးဇူးတော်ပေါ့နော်အဲ့ဒါနဲ့ပြီးတဲ့ခါကျတော့သူတို့လည်းတော်တော်လေးကိုဝမ်းသာတယ်ဝမ်းသာပြီးတော့မှအဲ့လိုဆိုလို့ရှိရင်လည်း29ယောက်စာပါဆယ်ထုတ်ပေးအောင်တဲ့ပါဆယ်လည်းယူသွားသေးတယ်အဲ့ဒါနဲ့ပြန်သွားကြတယ်တဲ့တော်တော်လေးကိုဝမ်းသာတယ်ပြီးရင်သူတပည့်တွေကအိုးကြီးတဲ့တနေ့ဖောက်မဲတဲ့သူတို့ကလည်းလက်နဲ့ဖောက်မဲအဲ့ဒါနဲ့မလုံနေတဲ့ဒီဝါတွေစိတ်ချတယ်ဒီကောင်ကရိုးသားတယ်တန်ရှင်းတဲ့ရွာဖြစ်တယ်အဲ့ဒါကြောင့်အဲ့ဒါနဲ့တနာလည်းမဖောက်တော့ဘောနော်ဗာမှတကယ်ကြည့်တဲ့ကတကယ်ဘုရားရဲ့ခြေတော်ဘောနော်ဘုရားရဲ့ကောင်းမြတ်ခြင်းအကြောင်းပြီးတဲ့ခါကျသူတို့တွားတဲ့ခါကျနောက်ပြီးအကူကပြန်ပြီးတော့မှပြန်လိုက်တာတဲ့ဘိုးကြီးဘာဖြစ်တာလဲတဲ့ဒီကအဲ့ဒါနဲ့ဖုံးနေပျောက်သွားတယ်တဲ့အဲ့ရွာမှာအဘိုးကြီးရဲ့တပည့်တွေကအိမ်ရှင်းအိမ်သက်တွေမူတာဖုံးအားသွင်းထားခဲ့တာဒီ
ဒီမှာဖုံးပြောက်ဖုံးယူသွားတယ်တင်တယ်အဲ့ဒါပြန်တောင်းပေးလို့ရမလားလို့သူအဲ့ဒါနဲ့သူကဖုံးဆက်တယ်တဲ့သူတို့ကပြန်ကုန်ပြီဆိုတော့လေအရင်ဆုံးတွားကုန်ပြီဆိုတာဖုံးနဲ့လှမ်းဆက်တယ်အဲ့ဒါနဲ့ကျေးဇူးအားရပါတော့ဖုံးတွေလည်းအကုန်လုံးပြန်လာပေးတယ်အဲ့ဒါတကယ်ဘုရားရှင်ကောင်းမြတ်တဲ့အရာဖြစ်တယ်အဲ့ဒါနဲ့သူတို့ကအကုန်လုံးကိုပြန်သွားကြတယ်ပြီးတဲ့ခါကျမှဂျန်နဲ့လှုပ်ဆောင်ရမယ့်အရာတွေလှုပ်ဆောင်ကြတယ်အဲ့ဒါပြန်ပြီးတော့မှပြောလဲဆိုလို့ရှင်တကယ်ဘုရားကပေါ့နော်ဘယ်လောက်ထိချစ်တယ်အဖေကိုလည်းအသက်ကြီးတယ်စားလဲတလုံးမှမတတ်ပါဘူးနော်ဒါပေမဲ့ဘုရားကျောင်းသွားပြီးတော့ရှေ့ဆုံးမှာအဖိုးကလည်းရှေ့မှာပဲထိုင်ရှင်တယ်ဘာမှလည်းစားလဲမတတ်တချင်းလည်းမဆူတာပဲနဲ့လေဒီကကောင်းကောင်းမြင်ရကြားမှာဂျင်းနာတာတဲ့အဲ့ဒါကြောင့်ပေါ့နော်သူ့ကလည်းပဲပါလဲဆိုကျွန်တော်ကရိမ့်မိတာတော့နော်ဘုရားကိုချစ်လို့ပေါ့နော်ပြီးရင်သူဆုံးသွားတဲ့ခါနောက်ဆုံးမှလည်းအမတ်ကိုမေးတယ်သူကတဲ့တေခါနီးတောင်မှလားတေခါနီးလို့လာပါလားနော်သမင်းကြီးကောင်းကောင်းစားတယ်တဲ့ပြီးတဲ့ခါကျနော်နေတဲ့ခါကျအပေါ်သွားခြင်းနဲ့ဆိုတော့မှအင်ကြီးတွေပါလဲပေးဆိုတော့ကောင်းကောင်းလဲပေးတယ်တဲ့အဲ့ဒါပြီးမှအမကအိမ်မှာချက်ပြုတ်ဖို့ဆိုပြန်သွားတယ်ကျဲဥတွေကြော်ပြီးတော့မှမြန်ပြီးတဲ့ခါကျမှအိမ်မှာရှိတဲ့သူမတယောက်ရှိရဲ့အဲ့ဒါခေါ်တယ်တဲ့အဖိုးတိတ်အခြေအနေမကောင်းဘူးဆိုပြီးတော့မှတဲ့အဲ့ဒါနဲ့နေပြီးတဲ့ခါကျအိတ်တယ်တဲ့အိတ်ကတော့နင်းနေချိုက်အိတ်ပြောသလိုပဲတဲ့အဲ့ဒါအတန်ထွက်တာနဲ့နင်းနေချိုက်ဘာဖြစ်လဲလို့ကြီးတဲ့ခါကျမှဟာတဲ့တဖြည်းဖြည်းနဲ့အသက်မရှိတော့အသက်ထွက်သွားတာတေတာတော်မှကောင်းမှမလို့တန်းတန်းပြန်ပြန်တည်သွားတယ်အဖေကတော့တဲ့သူကပြောတယ်ဒါကြောင့်မို့နော်ဘာလို့လဲဖခင်ရဲ့ခြေတော်ကြောင့်ဖြစ်တယ်ပြီးတဲ့ခါကျဒီမှာမိသားစုတွေပေါ့နော်ကျွန်တော်ဒီမှာအစည်းအဝေးလုပ်တဲ့အချိန်မှာတော့၎င်းအဲ့ချိန်မှာပေါ့သူတို့ပွဲကြီးပွဲကောင်းပေါ့နော်ဟိုမှာရလှုပ်ဆောင်နေတဲ့အချိန်ဖြစ်တယ်ဒါကြောင့်မို့ဒီအားလုံးဝိုင်းဝန်းကျွန်တော်တို့ရဲ့ယုံကြည်သူရဲ့ဆုတောင်းခြင်းအားလည်းတော်တော်လေးပေါ့နော်တကိုးချီတော့အရာဖြစ်တယ်ဆိုတာကိုပြန်ပြီးတော့မှပြောချင်တယ်ပြီးရင်ကျွန်တော်ကဖခင်ကပေါ့နော်ဒီကြမ်းချက်ကိုကြည်ချင်းအားပဲဘုရားခင်ကကြိုက်နေတဲ့အရာပေါ့နော်ကျွန်တော်ကဘာလဲဆိုတော့ဘုရားရဲ့ဆက်ကပေါ့နော်ဆက်ကမှုကကျွန်တော်နှလုံးသားပေါ့နော်ကျွန်တော်ရဲ့နှလုံးသားကိုဘုရားခင်ကဆက်ကအာဏာမှုကပြန်လာပြီးတော့မှဘုရားရှင်လိုအပ်တဲ့အရာဖြစ်တယ်ဒါကြောင့်မို့ဒီအပိုင်းငယ်အတူချုံးတဲ့ခါရနော်ကျွန်တော်လည်းရှည်တတ်တာပေါ့နော်ပြောရင်တဲ့ခါရပြီးအပိုင်းငယ်នេះမှာတင်တို့ဒီလောကီပုံနာကိုမဆောင်ကြနဲ့ကောင်းမြတ်သောအရာဘုရားကောင်းမြတ်သောအရာနှစ်သက်ဖွယ်သောအရာစုံလင်သောအရာတည်ဟူသောဘုရားတကယ်အလိုတော်ရှိသောအရာပဲအရာဖြစ်သည်ကို၎င်းတင်နိုင်မည်အကြောင်းစိတ်လုံးကိုအသစ်ပြင်ဆင်၍ပုံနာပြောင်းလဲခြင်းကိုရောက်ကြလောနော်အဲဒါကြောင့်မို့ကျွန်တော်ရဲ့အသက်တာကိုပြန်လဲပြီးတော့မှပြောင်းလဲဖို့ရန်အတွက်ပေါ့နော်ဒါပေမဲ့မယုံကြည်သူကဲ့သို့ပေါ့နော်လောကသားတွေလိုမဟုတ်ဘဲနဲ့ကျွန်တော်ရဲ့ယုံကြည်သူပေါ့နော်ပြန်လဲပြီးတော့မှဘုရားကအမြဲတမ်းကျွန်တော်ရဲ့ဆက်ကကျွန်တော်ရဲ့အသက်တာမှာအမြဲတမ်းဆက်ကအာဏာကိုအမြဲတမ်းရွေးချယ်မှုပေါ့နော်အရေးကြီးတယ်ဆိုတာကိုပြန်လဲပြီးတော့မှပြောချင်တယ်ကျွန်တော်တခါရရင်ဒီမလေးကိုရောက်တဲ့ခါမှလည်းအလုပ်လုပ်တာပေါ့နော်အရင်ဆုံးဟိုကားဝါရှော့မှာအရင်ဆုံးလုပ်တယ်ကားဝါရှော့လည်းဖြစ်တယ်ပြီးရင်ကားလေးအမျိုးလုပ်ရတယ်ရေလဲဆေးရတယ်တခါရရင်ကားရေလဲဆေးရတယ်အိန္ဒိယကလားတွေပေါ့နော်အဲ့မှာကျွန်တော်တခါရနေတဲ့ခါသူတို့ကပြီးသွားပြီဆိုလို့ရှိရင်တော့အရက်တွေတောက်ကြတာလေကျွန်တော်တထဲရတော့အရက်တွေကြတော့အရန်ပေးတယ်အရက်တွေဘီယာတွေကြတော့ဟာကုန်းလုံးကိုပေးတယ်ကျွန်တော်ကတော့မတောက်ဘူးပေါ့နော်မတောက်ဘူးအဲကြောင့်တောက်လေးတဲ့နေတောက်ဖို့ပြတာအရန်ကောင်းတော့တလောက်ကောင်းတာကိုတောက်လေးတဲ့သူကပြောတယ်အဲ့လိုကောင်းစားလို့ကောင်းတယ်သူကပြောတယ်အားလည်းကျွန်တော်မကြိုက်ဘူးတဲ့ဒါမတောက်ရင်လည်းကျွန်တော်အိတ်ပြောနိုင်တယ်တဲ့ကောင်းကောင်းအိတ်နိုင်တယ်လို့ပြောအဲ့ဒါနဲ့သူတို့ကနောက်ပြီးကုံသွားတဲ့ကကျွန်တော်ကဒီတိုင်းမထားလာရင်ဂျောင်ထဲမှာထိုးသားတာသူတို့ယူပြီးတော့မှပြန်တောက်ကြတာနော်ဘာလို့ဆိုကိုလည်းအလကားရတယ်တချို့လူရရှိရလေအလကားရတောက်လိုက်တာပဲဒါနဲ့ကိုကတော့ဘာလဲဆိုရင်ဒီအရက်သေးတာဘာလဲမတူသေးနဲ့လို့ပြောတာပေါ့နော်ကျန်းစာမှာလဲအမူရဲ့စီဝါဆိုတာအစိတ်တောက်ရှိတဲ့မွေကဲ့လို့ပြောတာပဲဒါမဲ့ကြည့်လို့ကောင်းပေမဲ့လည်းပေါ့နော်ဒါကနောက်ဆုံးကြရင်ကျွန်တော်ကဘဝအတွက်တကယ်အစိတ်တောက်ရှိတဲ့အရာလို့ပြောအဲကြောင့်ကျွန်တော်ကကိုရွေးချယ်မှုပေါ့နော်တောက်ချင်လဲကျွန်တော်တောက်လို့ရတာပဲဘယ်သူကဘာပြောနေဘယ်သူကမြင်တာမှလို့သူကလည်းပဲကိုကလားဖရားရဲ့သားသမီးလည်းဖြစ်တယ်နော်ဒါတုံကုန်လေးနည်းနည်းလေးတောက်ရင်တော့မှမဟုတ်ဘူးလေအဲ့ဒါကြောင့်ကိုကမတောက်စမ်းဖရားတွေငါတာတဲ့ကျွန်တော်ဒီကလောကသားတွေသူတို့ကဒါမျိုးနဲ့ကျင်လဲတယ်လောကသားတွေကတော့တီးတဲ့အတိုင်းပဲလေဟာဆဲတယ်ဆိုးတယ်အမျိုးမျိုးပေါ့နော်အချင်းကအရန်ပဲပေါ့နော်သူတို့ကရိုက်ကြနာပေါ့တခါလေးကလက်တွေလည်းမြန်နေတော့
လက်မြန်ချီမြန်တခါပြောင်းနေပြောင်းကျွန်တော်ကဘာလဲမကောင်းတဲ့အရာဆိုကျွန်တော်နေတယ်ဆိုကျွန်တော်တယောက်တည်းဆိုတော့တခါရတတိထားရတာပေါ့ဟာသူတို့ကတခါရံဖြစ်ကြတာအဲ့လိုမရတခါရရတယ်အုံတိုင်းပြီးသူတို့တောက်စားပြီးဆိုတောင်းနေတဲ့အချိန်မှာတော့အရာနဲ့ကျယ်ပြီးတော့မှတခါရသူအချိန်များသွားပြီဆိုဟာရံနေဖြစ်ကြထိုးကြိတ်တခါရလန့်နေနားတွေပိတ်ပြီးတော့မှအေးဆေးပဲအိတ်နေတော့တာကျအဲ့ဒါနဲ့ဒီကဘာလဲဆိုလို့ရှိရင်တော့သူတို့ကဝင်သွားပြီဆိုလို့ရှိရင်ပေါ့နော်လူမဟုတ်တော့ပေါ့နော်သူတို့ရဲ့ပါဝါတွေပြတ်သွားပြီပေါ့အရာကျွန်တော်ကကောင်းကောင်းဝင်တာတည်တယ်ဒါမှကျွန်တော်ရဲ့အစိတ်တဲကနေတခါရလမ်းတာပေါ့နော်တခါလေးရလူဇာတိတွေဖြစ်တဲ့ခါကြပေါ့နော်ဘုရားကိုယုံကြည်တယ်ရှိတယ်ဆိုရင်တခါရရင်တော့ကြောက်တတ်သေးတာပေါ့အခုမှလည်းဘာမှမရှိညာမေးတခါရရင်ကိုဘာမှဟိုလာမူယူပြီးတော့မှနော်အနိုင်ကျင့်မှလည်းဆိုတာတခါရရင်ပတ်စံတွေအလုံးလုံးတာချင်းတူတူပဲတခါရရင်ပိုက်ဆချီးတယ်ဟာနင်းတော့ငါတို့ထဲတော့မှတခါရသေးတယ်နင်းတို့မှဇာအုပ်တွေလည်းရှိတယ်ကွာအဲ့ဒါနဲ့ပတ်စံချီးရမပေးတော့ဘူးသူတို့ဘာလုပ်လဲအရက်တောက်ပလိုက်တာသူတို့နောက်ပြီးရတော့ကျွန်တော်တထဲစီမှာဘာလဲဆိုလို့ရှိရင်ဘာလဲချင်းငွေပေါ့နော်ချင်းငွေ200လောက်ဘာလောက်ယူလို့ရတယ်ကျွန်တော်ကမယူဘူးနောက်ကြမှာငွေများများရအောင်အဲ့ဒါလဲပါသွားနောက်ပြီးပညာရသွားတာပေါ့နော်ကျွန်တော်လဲပညာအများကြီးပညာရသွားတာရတဲ့ခါကျသူတို့ကကိုကမတောက်စားဘူးလေဒီဟာချွေချွေသားသားနဲ့နည်းနည်းပါလိုအဲ့ခါမှစားသူတို့ကတော့တောက်တာလဲကုန်းစားသလားမင်းနဲ့အရက်လဲတောက်တယ်ကုန်းစေးလေးတွေလဲအကုန်လုံးပါဘယ်လောက်နိုင်မှာလဲနော်သူတို့စားတာဆိုကိုကတော့အဲ့လိုလဲမလုံရဲပေါ့နော်တကားချွေချွေသားသားဆိုတော့ကိုနေရာလဲမဟုတ်ဘူးဆိုတော့အများချင်းချင်ရတာပေါ့သူတော့လည်းပဲအဲ့မှာလုတ်ချင်းအပြည့်လဲအများကြီးပေါ့နော်ဒီမလေးရှားကိုရောက်တဲ့ခါကျရင်လဲအများကြီးကျွန်တော်အတွေ့အကြုံရတာပေါ့နော်နေလူမှုနေမှုတယောက်နဲ့တယောက်လဲမတူဘူးဆိုတော့ကသူတို့လဲတခါရနဲ့တယောက်ကကျွန်တော်ကဘယ်လိုပြောမလဲမသိဘူးသူပန်းနေလေတခါရနဲ့ပန်းအိုးတွေပါလေတခါရဆေးခိုင်းတာကျွန်တော်ကျွန်တော်မဆေးချင်ဘူးသူတို့ဖေရမှာပူဇော်တဲ့ဟာကြီးပေါ့နော်သူကတော့တခါရမဆေးချင်ဘူးတခါရနဲ့တထေးကဟိုဖြစ်တယ်ဆိုတော့လေစိတ်တွေကလေးပါနော်တခါတော့မင်းနဲ့စားတာသူတို့ကတော့စိတ်မပါဘူးပေါ့နော်ပြောမယ်ဆိုလို့ရှိရင်စိတ်ထဲကနေမဖြစ်တာလို့လုပ်ရတာစိတ်မပါတဲ့ခါကျကောင်းအောင်မနဲ့ပြစ်စက်လက်ခါလို့ဟာတင်းရလည်းကွာဘယ်လိုလုပ်တာလဲမတတ်ပါလားကျွန်တော်အဲ့လောက်ပဲတတ်နိုင်တယ်လို့ပြောတယ်အဲ့ဒါနဲ့နောက်နေ့တည်းရမလို့ခိုင်းတယ်သူကလည်းဒီပဲလုပ်တယ်တကယ်ဖရားရဲ့ကြီးတော့ပေါ့နော်ပြီးတဲ့ခါကျကျွန်တော်တခုအမှတ်သားရှိသေးတယ်သူတို့ကဆိုင်ငယ်နဲ့တွားတာလေဆိုင်ငယ်နဲ့တွားတဲ့ခါကျသူတို့အယံကြမ်းတာလေမိပွိုင်းလဲစီကလည်းမရှိဘူးမိပွိုင်းလဲနားမလဲဘူးဖြတ်မောင်းတာကျွန်တော်ကနောက်ကနေပေါ့နော်နောက်ကနေလိုက်အရန်ကြောက်တာလေတခါရသူတို့ကကျွန်တော်တယောက်ရဲ့ဒီမှာဇိုမီတယောက်ပါသေးတယ်သူကတော့မွန်ခိုင်တို့နဲ့သူနဲ့အတိမဲ့တဲ့နဲ့အဲ့ဒါနဲ့သူတယောက်ကအဲ့လိုအရင်ဆုံးနောက်ကနေလိုက်လာပြီးတော့မှသူကဘာလဲဆိုနောက်ကနေသူကအရက်ပါတာနဲ့တူတယ်နောက်ပြီးအဲ့လိုပဲစီးမဲ့ကားမဲ့မောင်းလို့လေရဲတွေကဖမ်းတဲ့ခါကျတော့ကုံလုံးမှွေတဲ့ခါကျအဲ့ဒါလည်းတွေ့ရောပြီးတဲ့ခါကျကုံခေါ်သွားတယ်ဟိုကောင်းမှာကစာအုပ်ရှိရဲ့အဲ့ဆိုမင်းတရားမှာကစာအုပ်မရှိဘူးဖုန်းတွေလည်းကုံလုံးတိမ့်တယ်နောက်ပြီးတော့ကျွန်တော်ရဲ့ဖြစ်ချင်တဲ့ခါကျကျွန်တော်ရဲ့နေတဲ့နေရာရှေ့မှာဖြစ်သွားတယ်အဲ့မှာရဲတွေကမိပြီးတော့မှဖမ်းတာလိုက်လည်းမလိုက်ဘူးဒီတိုင်းပဲနေတယ်ဘာလဲဒုံပြီးတော့မှဒီမတ်တက်ပြီးတော့လိုက်လည်းမလိုက်ဘူးအဲ့ဒါနဲ့နေနောက်ပြီးလုံးဝမတတ်နိုင်တော့တာနဲ့သူတို့တထေးရဲ့ဖုန်းနံပါတ်ကိုနောက်ဆုံးကြတော့တောင်းတယ်တောင်းတဲ့ခါကျတော့တထေးကလာကြလာနောက်ပြီးသူတို့ကိုဆူလိုက်တယ်တကုံအော်ဟစ်တာအဲ့ဒါနဲ့နှုတ်ကငါဆိုင်ကလေးတုံးလေးစီးမဲ့ကမ်းမဲ့လေးမောင်းတဲ့ဘာညာပေါ့နောက်ပြီးရဲကချိန်ပြီးရဲကလည်းနည်းနည်းပါသူလည်းပီတာနဲ့တူတယ်အဲ့ဒါနဲ့လွတ်သွားတာနောက်ပြီးဖုန်းနဲ့မဟုတ်စတော့သူတို့ပါသွားကနေပဲဒါကြောင့်မို့သူကပြောပြတာဟာငါဒူးတွေတော့မှတုံသွားတာတော်တော်လေးကိုငါဒီနေ့ကတော့သွားပြီလို့အဲ့လိုကသူကထင်တာကျွန်တော်နဲ့တူတူနေတာပေါ့နော်ဇူမီတယောက်ရှိတယ်ဒါကြောင့်အဲ့ဒါနဲ့ကျွန်တော်လည်းအဲ့လိုပဲအရန်ကြောက်တာပေါ့နော်နောက်ပြီးမီးပွိုင်းကဖြတ်မောင်းတာနောက်ပြီးကြတော့ကျွန်တော်မလိုက်တော့အေးတဲ့နင်းတော့ငါမလိုက်တော့ဘူးလို့ငါခြေချင်းမဲ့လမ်းလျှောက်တော့မယ်အဲ့ဒါငါမောင်းရမှငါလိုက်ရင်လိုက်တော့မယ်လို့ငါမမောင်းခိုင်းမှုဆိုလို့ရှင်ငါခြေချင်းပဲလာတော့မယ်လို့အဲ့ဒါနဲ့ကျွန်တော်အဲ့ဒါနဲ့အထက်မှာလဲနှိုးဆိုတာပေါ့နော်အဲ့လိုအဲ့ဒါနဲ့မလိုက်နိုင်ငါဝိရသူကနည်းနည်းတော့ပြန်လှည့်လာတထေးကဆူမှာကြောက်လို့လေပြန်လှည့်လာ
ရောဆိုင်ငယ်ပေးတယ်ပြီးတဲ့ခါကျမှကျွန်တော်ပြန်မောင်းသွားတာမောင်းတဲ့ခါကျတကယ်ကျေးဇူးတော်ပဲမိပွိုင်းမှာရှိတဲ့ခါကျွန်တော်ကရပ်ထားတာမိပွိုင်းမီးစိမ့်ပြတဲ့ခါကျမှသွားအဲ့ဒါနဲ့ရဲတွေကကြည်နေတာတကယ်အတူဖြမောင်းတယ်ဆိုလို့ရှိရင်အဲ့လိုနဲ့အတူဖမ်းရင်ဖမ်းတော့မှာဖမ်းလို့ရှိရင်သွားရဲမှာကျွန်တော်နဲ့တကယ်အဲ့ကျမှကျွန်တော်ပါသွားတော့မှာဒါမဲ့ကိုတော့ရန်ဝမ်းတာသွားတယ်ကိုတော့ကျေးဇူးနဲ့ဝိနော်ဘုရားကျေးဇူးတင်တယ်ကျွန်တော်ကိုစကားပြောတော့ကြောင်းနော်အဲ့လိုဆက်လက်ပြီးတော့မှကျွန်တော်ကိုညှင်းပယ်တဲ့ကြောင်းမသွားတဲ့ကြောင်းကျေးဇူးတင်တယ်အဲ့ဒါအထက်ကနေပေါ့နော်တိတာပေါ့နော်အရန်ဝမ်းတာအဲ့ဒါကြောင့်မို့တကယ်ဒီကလည်းဘုရားရဲ့ကျေးတော်ကြောင်းတာဖြစ်တယ်တန်ရှင်တော်ဝိနော်ဘုရားဆက်လက်ပြီးတော့မှကုညီမဆာတဲ့အရာဖြစ်တယ်ကျွန်တော်ရဲ့နေစဉ်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့အသက်တာပိုင်းမှာပေါ့နော်အများကြီးကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့ကြည့်တယ်ပြီးရင်ကျွန်တော်ရဲ့ဘုရားရဲ့အလိုပေါ့နော်အလိုတော်ရှိတော့အသက်တာဆိုတာကအများကြီးကျွန်တော်ကဒီနှုတ်ပါတော်ကိုခြုံကြည့်မယ်ဆိုလို့ရှိရင်အများကြီးကျွန်တော်တွေ့နိုင်တယ်တခါရရင်ပေါ့နော်အချိန်လဲကြည့်ရတော့နော်ပြောရင်နဲ့တခါရအများကြီးပေါ့အဲပေါ့နော်ဒီကောလောတဲ့အခန်းကြီး3အပိုင်းငယ်တစ်ကနေနေပေါ့နော်ဖတ်ချင်တယ်အထက်ဆိုခဲ့ပြီးဒီအတိုင်းတင်တို့ဒီတဲ့ခရစ်တော်နဲ့အတူထမ်းမြောက်တည်မှန်လင်ဘုရားသခင်ရဲ့လက်ရတော်ဘက်မှာခရစ်တော်ဒီထိုင်နေတော်မူရာအရာ၌ရှိသောအထက်အရာကိုရှာကြလောမြေကြီးပေါ်မှာရှိသောအရာတို့ကိုဆွဲလန်းသောစိတ်မရှိကြနဲ့အထက်အရာတို့ကိုသာစိတ်ဆွဲလန်းခြင်းရှိကြလောအကြောင်းမူကားတင်တို့ဒီတေတော်သူဖြစ်၍တင်တို့အသက်ဒီခရစ်တော်နဲ့အတူဘုရားသခင်၌ဝတ်ထားလျက်ရှိ၏ငါတို့အသက်ဒီဟူသောခရစ်တော်ဒီထင်ရှားတော်မူသောအခါငါတို့ဒီလည်းထိုသခင်နဲ့အတူဘုန်းကြီး၍ထင်ရှားကြလက်တံနော်ဒီမှာကြတော့ကျွန်တော်လောကမှာပေါ့နော်ရှိတဲ့အရာတွေကိုမတတ်မဲ့နဲ့အထက်အရာကိုဒါစိတ်ဆွဲလာတော့ရှိကြပါလို့ဒီမှာပြန်ပြောပါနော်ဒါကြောင့်မို့ကျွန်တော်ကတော့ဘုရားရဲ့သားသမီးတွေလောကမှာတော့အများကြီးပဲစိတ်ဆွဲလန်းကြတယ်အများကြီးရှိပါတယ်ဒါကမကောင်းဘူးလားဆိုဆိုလို့ရှိရင်ကျွန်တော်ဒီအရာတွေကကောင်းပါတယ်နော်ဒါကားတွေပါတယ်ညာတွေအများကြီးပေါ့နော်ဒီကားတွေကလိုရှင်တဲ့အရာတွေဒီထက်အရေးကြီးတဲ့အရာကျွန်တော်ရဲ့အသက်တာမှာပေါ့နော်ဘုရားသခင်ပေါ့နော်ယေရှုရှိတယ်ဆိုလို့ရှိရင်အရာအလုံးပြည့်စုံတယ်လို့ပြောလို့ပေါ့နော်တကယ်ပဲကျွန်တော်ရတကယ်ကျွန်တော်တို့တော့ကောင်းကြီးခံစားရတယ်ပေါ့နော်မရှိနိုင်တော့ဘူးလို့ဒီခါကြီးကစဉ်းစားတယ်ဒီခါကြီးကတော့ဘာမှမရှိဘူးလို့ကိုကထင်ထားတဲ့အခါမှာပေါ့ဩတဲ့ငါမှဘာမှမရှိတဲ့အရာမဟုတ်ဘူးလေတဲ့ငါတော်ကောင်းကြီးခံစားတဲ့လူဖြစ်တယ်လို့ဘာဖြစ်လို့လဲဆိုယေရှုရှိတယ်ယေရှုကိုသိတယ်ယေရှုကိုသိတဲ့အခါကျရင်ခက်ခဲကြီးကိုကြုံတဲ့အခါမှာတော့၎င်းဒါခိတ္တခဏပဲအမြဲတမ်းကြုံမှာမဟုတ်ဘူးအမြဲတမ်းဒါရှိနိုင်မှာမဟုတ်ဘူးအဲ့ဒါကြောင့်မို့ဘာလို့လဲဆိုတော့ခရစ်တော်ရှိတဲ့အခါမှာကျွန်တော်ကခန္ဓာရည်ရှိတယ်အခက်တကူကိုလောလောကူနဲ့ဗာလဲအရှုံးမပေးဘူးအဲ့ဒါကြောင့်မို့ဘုရားသခင်ရှိတာနဲ့ယေရှုရှိတဲ့သူတယောက်နဲ့ယေရှုမရှိတဲ့သူနဲ့အရန်ကွာခြားမှုဆိုတာဒါအရန်ပဲဗာလဲကွာခြားသွားတာအဲကြောင့်မို့ကျွန်တော်စုံစမ်းခြင်းနေပဲဖြစ်အခက်အမျိုးမျိုးပေါ့နော်ပြဿနာရှိတယ်နဲ့တွေ့ဗာလဲကြုံတွေ့နိုင်တယ်ကြုံတွေ့တဲ့အခါမှာဘာလို့လဲဆိုလို့ရှိရင်ဒါကကျွန်တော်ကကြောက်စရာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ရဲ့အနီးနားမှာအမြဲတမ်းရှိတဲ့တန်ရှင်တော်ဝိနော်ဘုရားအားကိုးတဲ့အခါမှာ तू ကနီးနားမှာဖွင့်ပေးတာအဲ့ဒါကြောင့်မို့ဆက်လက်ပြီးတော့မှကျွန်တော်ဒီနှုတ်ဘတော်မှာပေါ်ပြတဲ့အတိုင်းပေါ့နော်ကျွန်တော်ကဆွလမ်းမဲ့အရာကဘာလို့ဆိုလို့ရှိရင်အထက်အရာတွေတာပေါ့နော်ကောင်းမြတ်တဲ့အရာကျွန်တော်ဒီလောကမှာရှိတဲ့အရာတွေကမတည်မြဲတဲ့အရာတွေဖြစ်တယ်ဒီနေ့ကကြံခဲ့မဲ့အရာတွေပဲဘလောက်ပဲရှိအောင်ငါမှာတိုက်တွေကားတွေအများကြီးပေါ့နော်ချွေငွေဥစ္စာယတနာတွေအများကြီးတချို့ကထားကြနေရမရှိအောင်တော့ပိုင်ဆိုင်ကြတယ်သူကလည်းပဲယေရှုမရှိဘူးဆိုရင်ဒီအရာတွေကအလကားဖြစ်သွားနော်ယူသွားလို့မှမရတာလောလောဆယ်တော့သူတို့ကဗာလဲစီစဉ်ခံစားမှုတွေအများကြီးရှိတာပေါ့ဒါကြောင့်မို့ကျွန်တော်ကယေရှုကိုရှိပြီးတဲ့ခါမှာဒီအရာတွေကရတာကျွန်တော်တို့အကျိုးအများတွေအများကြီးပဲနော်အဲ့ဒါကျွန်တော်တကယ်ပဲနှုတ်ကပတော်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ကျွန်တော်အရန်ပေါ့နော်ဒီကအများကြီးရှိတယ်ဒါကြောင့်မို့ကျွန်တော်ရဲ့ဒီမှာအောက်မှာပေါ့နော်အသက်ရှင်တဲ့အခါမှာဘယ်လိုလဲဆိုတော့လောကီပုံနာပေါ့နော်အစာတိလို့အသက်ဒါပါကျွန်တော်အသက်ရှင်ဖို့မဟုတ်ဘဲနဲ့ဘုရားရှင်ဒါကအလိုတော်ရှိတဲ့အရာမဟုတ်လေဘုရားရှင်ကြိုက်တဲ့အရာမဟုတ်ဒါပေမဲ့ကျွန်တော်ဝိညာဉ်ပဂတိအတိုင်းပဲဒီမှာအောက်မှာပေါ့နော်ချစ်ချင်းဝမ်းမြောက်ချင်းညီတဲ့ချင်းအများကြီးပေါ့နော်ဒီမှာပြန်လဲပြီးတော့မှကျွန်တော်ရဲ့အသက်တာမှာဒီအရာအပြည့်ပေါ့ကျွန်တော်ရဲ့အသက်တာကိုကြည့်ပြီးတော့မှနေဆက်အသက်တာမှာအရှင်ကျန်ပြီးတော့မှနော်အသက်တာမှာ
ဘာလဲရှောက်လှမ်းဖို့ရန်အတွက်လိုအပ်တယ်ဆိုတာကိုပြန်လည်ပြီးတော့မှကျွန်တော်ခွန်အားပေးရှင်တယ်အများကြီးပေါ့နော်အဲကြောင့်ဝေဂလာတိအခန်းကြီး6အခန်းကြီး9အပိုင်းငယ်16ကနေပြီးတော့မှ20နှစ်ပေါ့နော်ဝိညာဉ်ပဂတိနဲ့ဇာတိဘဝရီပေါ့နော်ဒီအရာတွေပါအဲဒါကြောင့်မို့ကျွန်တော်တို့ကဘာလဲဝိညာဉ်ပဂတိအတိုင်းတော့အမြဲတမ်းပေါ့နော်ကျွန်တော်ရဲ့အသက်တာမှာပဲအမြဲတမ်းအသက်ရှင်ဖို့ရန်အတွက်ဒါအသက်ရှင်တဲ့အရာတွေပေါ့နော်အဖြစ်တယ်ဇာတိပရိယာလောကတအရာနဲ့လောကသားတွေနဲ့ဆိုင်တဲ့အရာတွေဖြစ်တယ်လောကသားတွေကတော့သူတို့ကတိမှမသိတာဒါပေမဲ့အမျိုးမျိုးအများကြီးပဲမာရိုင်းမူယူအမျိုးမျိုးပေါ့နော်အပျော်အပါးတွေညဉ့်ညမ်းနဲ့ညဉ့်ညူးတဲ့အရာတွေအများကြီးပေါ့နော်အပျော်အဆူမှစအမျိုးမျိုးပေါ့နော်ကျွန်တော်ကမြင်တွေ့နိုင်တယ်သူတော့လည်းပဲကျွန်တော်ကဒီမှာကြတော့အားလုံးပေါ့နော်ဖခင်တခင်ရွေးကောက်တဲ့ဖခင်ရဲ့သားသမီးတွေဖြစ်တဲ့အကြောင်းပေါ့နော်ကျွန်တော်ရဲ့နေစဉ်သက်တာမှာဝိညာဉ်ပဂရိဇာတိပဂရိတိုင်းမှာပဲဝိညာဉ်ရဲ့အလိုတော်အတိုင်းကိုပဲအမြဲတမ်းနေစဉ်သက်တာမှာအသက်ရှင်ဖို့ရအတွက်အမြဲတမ်းရှောက်လန်းဖို့ရအတွက်လိုအပ်တယ်ဆိုတာကိုကျွန်တော်ပြန်လည်ပြီးတော့မှအတိတ်မှာပေါ့နော်ပြန်ပြီးတော့မှနှိုးဆော်ချင်တာနော်ပြန်လည်ပြီးတော့ကျွန်တော်လည်းအဲ့လိုအခွင့်ပေးတဲ့ခါကျတော့အယံဝမ်းတယ်တခါကြီးကနော်စံစာတွေတခါကြီးကခဏလေးနဲ့အများကြီးတခါကြီးဟိုကြည့်သိရှိတယ်အများကြီးပေါ့နော်ဖမ်းမိသွားတာအတိတ်အများရခွန်အားပြန်ပြီးတော့မှအတိတ်မှာပေါ့နော်စကားပြောရှင်နဲ့နှိုးဆော်မှုတွေအများကြီးပြန်ခံစားဆက်လက်ပြီးတော့မှဒီနေ့ညမှာပေါ့နော်ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်တော့အများကြီးပေါ့နော်တခါကြီးအားလုံးပေါ့နော်ဘုရားအတွက်အချိန်ပေးတဲ့လူတွေဆိုတော့ကျွန်တော်ကဒီအားရပေါ့နော်လုံလောက်မယ်လို့လည်းယုံကြည်တယ်အဲကြောင့်မို့ဒီမှာဗာလဲနှစ်ကော50ကွန်လားနော်50ကလူမီတီကခရစ်တော်၌ရှိလေအသေးပြုတော်သူရာဖီဟောင်းတော့အရာတို့ဒီပြောင်းလဲခါသိမ်းတော့အရာတို့ဒီအသေးဖြစ်ကြ၏နော်အဲဒါကြောင့်မို့ကျွန်တော်ခရစ်တော်အားဖြင့်ပေါ့နော်အတိတ်တော့ခံစားတဲ့လူတွေဖြစ်တယ်ပေါ့နော်ပြီးတဲ့ခါကျကျွန်တော်ခါသိမ်းတော့အရာတို့တွေအသေးဖြစ်ကြတယ်ကျွန်တော်အတိတ်တော့အရာအားဖြင့်ဘုရားကြီးရှိမှာပေါ့နော်အမြဲတမ်းကျွန်တော်ကနေစဉ်ဝိညာဉ်ရမှာအမြဲတမ်းဘုရားရဲ့ကောင်းခြင်းမင်္ဂလာကိုပဲကျွန်တော်ခံစားတဲ့အရာအဖြစ်တယ်အပြင်ကျွန်တော်တို့အထက်အရာပေါ့နော်အထက်အရာကိုဒါကျွန်တော်ရဲ့နေစဉ်အတိုင်းမှာအထက်ကိုဒါပျော်ကြည့်ပြီးတော့မှဒီအတိုင်းမှာကျွန်တော်ရဲ့နေစဉ်တက်တာမှာဘုရားရဲ့အလိုတော်ရှိတဲ့အရာအတိုင်းပဲကျွန်တော်ရဲ့တက်တာမှာအသက်ရှင်ဖို့ရအောင်လိုအပ်တယ်ဆိုတာကိုပြန်လဲပြီးတော့မှကျွန်တော်ကဘယ်လောက်ပေါ့နော်ခွန်အားပေးရှင်တယ်လို့နော်ပြောစင်တာတော့အများကြီးရှိတော်လဲပေါ့နော်ဒီနေ့အတွက်တော့ဒီလောက်ပဲအခွင့်ပေးတာပေါ့အရင်ကုတော်မှအများများသွားပြီပေါ့နော်အရင်များသွားတယ်လို့အရင်ပဲကျေးဇူးတင်ပါတယ်လို့ကျွန်တော်လည်းအခါမှတရားဆိုတာမဟောဘူးပေါ့နော်ဒီမှာကြောက်မှာတော့ပထမဆုံးဗာလဲဆိုတော့ကျွန်တော်ဝိညာဉ်ရေးရာမှာပြည့်ဝတဲ့လူတွေနဲ့နေတဲ့ခါကျကျွန်တော်လည်းတဖြည်းဖြည်းပေါ့နော်ကျွန်တော်ကဗာလဲဘက်ထရီကုန်တာပေါ့နော်ဘက်ထရီကုန်တဲ့ခါကျရင်ဘာမှလုပ်မရဘူးလေဒါပေမဲ့အားပြည့်တဲ့ခါကျတော့ပြန်ပြီးတော့မှအားပြန်ပြည့်သွားတာပေါ့အဲ့လိုပဲဒီမှာပေါ့နော်တကယ်ပဲဒီမှာကျွန်တော်ရဲ့ညီအကိုမောင်နှမတွေပေါ့နော်တရားအားရှိတဲ့လူတွေပဲကျွန်တော်တော့မှသူတို့ကိုကြည့်ပြီးတော့မှအလိုလိုတော့အားပြည့်သွားတာပေါ့နော်ဒါကြောင့်ဒီမှာဆရာတို့ဆိုလည်းပဲတကယ်အာရပါရနဲ့သူတို့ပြောတယ်နော်ကျွန်တော်တော့အာရမပါရနဲ့အရာပဲဝမ်းသာပါတယ်လို့အရောက်ရှိတိုင်းပုံမှာဘုရားရှင်ကောင်းကြီးပေးပါစေအလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်လို့ကျွန်တော်ဆုတောင်းရအောင်နော်ဟာလေလုယာထာဝရကောင်းမြတ်တော်မူတဲ့တာမီအရောက်စီတိုင်းကိုချစ်တော်မူသောဖခင်ဤနေ့ညတို့လည်းကျေးတော်ချီးမွမ်းပါ၏တာမီအရောက်စီတိုင်းတနေ့တာလုံးတော့လည်းကိုရောစံပြအမြဲတမ်းကြီးစုဆောင်သိမ်းလမ်းပြပို့ဆောင်ပေးသနာတော်မူသောကြောင့်ကျေးတော်ချီးမွမ်းပါ၏လောကမှာကိုရောဖခင်အသက်ရှင်တာကိုရဲ့ဘုန်းတော်ထင်ရှားစေဖို့ရန်အတွက်ကိုရောဖခင်ဒီတာမီပြန်လည်ပြီးတော့မှရွေးကောက်တော်မူသောကြောင့်ကျေးတော်ချီးမွမ်းပါ၏လောကရဲ့အလင်းလောကရဲ့ဆာရှိတဲ့နေရာမှာကိုစီကိုရောဖခင်တာဝန်ချတဲ့နေရာမှာတာဝန်ကိုစီရှိတဲ့နေရာမှာကိုရောဘုန်းတော်ထင်ရှားစေဖို့အတွက်ကိုရောကောင်းကြီးပေးသနာတော်ပါနေစဉ်ရာစုံစမ်းနောက်ဆက်ခြင်းအမျိုးမျိုးမာနရဲ့ပရိယအမျိုးမျိုးကနေပြီးတော့မှသခင်ယေရှုအပြည့်အမြဲတမ်းအောင်မြင်တော်သူများဖြစ်စေတဲ့ကြောင့်ကျေးဇူးချီးမွမ်းပါ၏လုစဉ်ရာမှာတွားလျာတိုင်းမှာကိုရောအောင်မြင်တဲ့အတွက်ကြောင့်မို့အောင်မြင်ခြင်းနဲ့အမြဲတမ်းကိုရောရှင်ဘုရားအတူပါရှိတော်မလို့ကြောင့်လည်းကျေးဇူးချီးမွမ်းပါ၏ကိုရဲ့အစီကံကောင်းကင်သမားများအမြဲတမ်းသားတို့ရဲ့အရှိအနောက်တောင်မြောက်မှာအမြဲတမ်းအတူပါရှိတော်မူသောကြောင့်ကွယ်ကာဆောင်းမပေးတော်ကြောင့်လည်းကျေးဇူးချီးမွမ်းပါ၏မိသားစုကိုစီအရောက်စီတိုင်းပေါ်မှာလည်းကိုရောကောင်းကြီးပေးသနာတော်ပါလိုအပ်တဲ့အရာတစ်ခုစီတိုင်းမှာနေစဉ်တတမှာကိုရောရဲ့ကျေးဇူးကိုရဲ့ဂုဏ်တော်လုံလောက်လျက်ရှိပါ၏ဒီနေ့ညအတွက်လည်းကျေးဇူးချီးမွမ်းပါ၏နေနှုတ်ပါတော်အားဖြင့်အရောက်စီတိုင်းသားတို့ရဲ့ပြောကနာကိုရောရှင်များအရောက်စီတိုင်းမှာပြန်လဲပြီးတော့မှ
အတိတ်တော့အရာပြန်လဲပြီးတော့မှနှိုးစောအတိတ်တော့ခွန်အားများပြန်လဲပြီးတော့မှဝိနောဖျားအတိတ်တော့ကောင်းခြင်းမင်္ဂလာအတိတ်တော့ဗိတ်တိတ်များပေးယူကြတဲ့နာမတော်ကိုချီးမွမ်းပါ၏ဒီနေ့တနေ့တာတော့ခြေတော်ချီးမွမ်းပါတညတာလုံးတဲ့ကိုရရှင်များလဲဝအာနန္ဒတဲ့အခါမှာယနေ့နဲ့အစင်မဲ့ပြောင်းလဲဖြစ်တော်မလားယေရှုဘုရားရဲ့မြတ်တော်နာမကိုအမိပြု၍ကျေးဇူးအပေါင်းတို့ကိုချီးမွမ်းလဲတော်တယ်လို့ဆုတောင်းဆက်ကအနံ့ပါ၏ပါဗျာရှင်အာမင်အားလုံးကိုကျေးဇူးတင်ပါတယ်